ကဲဒါဆိုတို့ဆက်လိုက်ရအောင်နော်စာမျက်နှာ55မှာယောက်ျားတို့အတွေ့တဲ့ခုနကရထွန်းပြောတဲ့နစ်နာစရာတွေနော်နစ်နာစရာလေးနော်မျိုးသမီး20နော်ကာမသမီးဆက်စကံထိုက်တဲ့မျိုးသမီး20ရှိတယ်ယောက်ျားတွေခြောင်စရာနော်ဒါနော်ယောက်ျားတွေအတွက်ခြောင်စရာဆောင်းစရာပေါ့နော်နံပါတ်1ကမာတုရခိတာပါဠိလိုမြန်မာလိုပြောရင်မိခင်စောက်ချအပ်သောအမျိုးသမီးတဲ့နော်အမေကစောင့်ရှောက်ထားတဲ့အမျိုးသမီးကိုမာတုရခိတာလို့ခေါ်တယ်အဖကတည်ရဖြစ်စေကွဲကွာနေရဖြစ်စေအမေကအကြီးပဲစောင့်ရှောက်အပ်သူလို့ခေါ်တယ်နော်မိဆုံးဖဆုံးမဟုတ်ဘူးနော်အဖေကအရာတစ်ပါးမှာအလုပ်သွားလုပ်နေတာဖြစ်ဖြစ်တည်သွားတာဖြစ်ဖြစ်ကွဲနေတာဖြစ်ဖြစ်အိမ်မှာအဖေမရှိဘူးအမေပဲရှိတယ်ဆိုရင်အမေရဲ့အုပ်ချုပ်မှုအောက်မှာနေရတဲ့သမီးအဲ့ဒါကိုမာတုရခိတလို့ခေါ်တယ်အဲ့ဒါဒီစောင့်ရှောက်သူရှိတဲ့အတွက်ကြောင့်အဲ့လိုအမေစောင့်ရှောက်မှုအောက်မှာရှိတဲ့အမျိုးသမီးနဲ့တွားပြီးတော့ဖောက်ပြန်လို့မရဘူးဟုတ်ပြီနော်အမေသဘောမတူရင်ဘာမလုပ်မရအောင်နော်ကာယကံရှင်ဖြစ်တဲ့အမျိုးသမီးလေးကသဘောတူနေပါစေအောင်အမျိုးသမီးအမေသဘောမတူရင်မရအောင်နော်အုတ်ထင်းသူအမေရှိတယ်နံပါတ်2ကပိတုရခိတလို့ခေါ်တယ်နော်အဖကစောင့်ရှောက်အပ်သောအမျိုးသမီးကိုပိတုရခိတလို့ခေါ်တယ်အမိတရွေးဖြစ်စေကွဲကွာနေရွေးဖြစ်စေအဖကြီးစောင့်ရှောက်အပ်သောသူဖြစ်တယ်နော်ခုနလိုအမေကမရှိတော့ဘူးအဖေနဲ့ပဲနေရတယ်ဆိုရင်အဖေစောင့်ရှောက်ထားတဲ့အမျိုးသမီးပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒါကာမင်းသမီးစာစရာကံထိုင်အမျိုးသမီးတွေကမထိုင်ဘူးနော်ဒီအမျိုးသမီးတွေကတော့သူ့အဖေကအုပ်ချုပ်နေတယ်ဆိုမှလည်းသူ့ရဲ့ကာမကိုသူ့အဖေမပိုင်ဘူးနော်အဲကြောင့်မပြောင်းမပြောင်းအောင်စိတ်ထင်းထင်းဆက်ဆက်ပေးတာပဲရှိတာပိုင်ဆိုင်မပိုင်ဘူးသူကပဲပိုင်တာအဲကြောင့်သူ့ကာမကိုသူပေးလို့ရတယ်အဲ့တော့ကောင်းလေးဘက်ကပဲထိုင်ပါအဲကြောင့်ရဲတွင်ပြောတာနင့်နာစရာရှိတယ်နင့်နာစရာရှိတာနော်နံပါတ်3ကတော့မာတာပိတုရခိတမိဘနှစ်ပါးလုံးစောင့်ရှောက်အပ်သောအမျိုးသမီးကိုမာတာပိတုရခိတလို့ခေါ်တယ်အမေလည်းရှိတယ်အဖေလည်းရှိတယ်မိဆုံးဖဆုံးနဲ့နေရတဲ့အမျိုးသမီးပေါ့နော်နံပါတ်4ကတော့ဘဂိနိရခိတလို့ခေါ်တယ်မိဘနှစ်ပါးလုံးမရှိရဖြစ်စေရှိတော်လဲမစောင့်ရှောက်နိုင်ရဖြစ်စေအမညီမတို့ကစောင့်ရှောက်အပ်သောအမျိုးသမီးကိုဘဂိနိရခိတလို့ခေါ်တယ်နော်အမေနဲ့အဖေကလုံးဝမရှိတော့ဘူးဒါပေမဲ့ရှိတော့ရှိတယ်အမေဖေကတခြားမှာရောက်နေတယ်ရဝေးမှာရောက်နေတယ်နော်ဒါမှမဟုတ်လည်းအမေဖေအိမ်မှာရှိပေမဲ့အမေဖေကဘာမှမစောင့်ရှောက်နိုင်အောင်ကြက်မရင်ချွတ်တယ်လို့ပေါ့နော်အမေရောဖေရောအိုသွားလို့မစောင့်ရှောက်နိုင်တော့ဘူးအဲ့တော့အမတွေကညီမတွေကစောင့်ရှောက်ပေးထားတဲ့အမျိုးသမီးကိုလည်းဒါဘဂိနိရခိတခေါ်တယ်အဲ့ဒါမျိုးလဲဒါတော့ပြင်မလို့ရှင်ကာမိသမီးစာစရကံထိုက်တာပေါ့နော်။နံပါတ်5ကတော့ဘာတုရခိတခေါ်တာနော်။မောင်ကြီးမောင်ငယ်အကိုကြီးကိုငယ်တို့ကစောင့်ရှောက်ထားတဲ့အမျိုးသမီးနော်။ကိုယ့်ရဲ့အကိုတွေစောင့်ရှောက်ထားတာ။နံပါတ်6ကတော့ညာတိရခိတမိဘတို့မောင်တို့အမတို့ညီမရင်းတို့ကမရှိတဲ့အတွက်ကြောင့်မရှိတော့လည်းပဲမစောင့်ရှောက်နိုင်သည်ဖြစ်ပြီပေါ့နော်။ရှိတော့ရှိတယ်မစောင့်ရှောက်နိုင်ဘူး။ကိုယ်လုံးနဲ့ကိုယ်ရှောက်နေကြတာ။အဲ့လိုဆိုရင်ကြည့်တဲ့အတော်တို့ဦးလေးတို့ကနော်ဝမ်းကွဲနော်ဝမ်းကွဲညီကိုမောင်နှမတွေကစောင့်ရှောက်ထားတဲ့အမျိုးသမီးဆိုရင်ဒါညာတိရခိတလို့ခေါ်တယ်အဲ့ဒါဆိုရင်လည်းဦးဇင်းတို့ပါပြီးတော့ပြမလို့ရှိရင်ကာမေသမီးစာစရာကံထိုက်တယ်ပေါ့နံပါတ်9ကတော့ဂုတ္တရခိတခေါ်တယ်မျိုးနွယ်တူလူတို့ကစောင့်ရှောက်အပ်သောမျိုးသမီးကိုဂုတ္တရခိတဥပမာတဲ့ရှမ်းပြည်ကချမ်းမာလေးတယောက်ကတဲ့မန္တလေးရောက်လာလေရှမ်းလူမျိုးကစောင့်ရှောက်ထားရတာဂုတ္တရခိတလို့ခေါ်ရတာပဲတချို့အလုပ်လုပ်ဖို့လာနေရနေနော်အဲ့တော့သူ့ရဲ့ညီကောင်မောင်နှမတွေကဒီမှာမရှိဘူးရန်ကုန်မှာမရှိဘူးမန္တလေးမရှိဘူးနေမှာပဲရှိတယ်အဲ့ဒါရင်အမျိုးတူကနေစောင့်ရှောက်ပေးထားတာပေါ့နော်ခုကရင်ဆိုရင်ကရင်လူမျိုးတွေကနေဝိုင်းစောင့်ရှောက်ပေးထားတယ်ဒါသူ့ရဲ့မျိုးနွယ်စုတစ်ခုကနေစောင့်ရှောက်ပေးထားတယ်ဆိုလို့ရှိရင်လည်းဒါဂုတ္တရခိတပဲညီကောင်မောင်နှမတွေတော့ဒီနားမှာတော့ဘာမှမရှိဘူးလေအဝေးမှာရောက်နေကြတယ်ဒါပေမဲ့အမျိုးနွယ်တူတဲ့ပုံကိုယ်တွေကစောင့်ရှောက်ပေးထားတာပေါ့နော်ဒါမျိုးနောက်နံပါတ်8ကဓမ္မရခိတလို့ခေါ်တယ်အတူတကွတရားကျင့်ဖက်ဖြစ်သူတို့ကစောင့်ရှောက်အပ်သောမျိုးသမီးကိုဓမ္မရခိတလို့ခေါ်တယ်ယခုကာလမိဘစသည်တို့နှင့်ခွဲရည်သီလရှင်ယတိမစသည်ပြုလုပ်နေသူများသည်ဓမ္မရခိတပင်ဖြစ်သည်တဲ့နော်အဲ့တော့သီလရှင်ကိုသွားပြီးတော့ပြင်မလို့ရှင်လည်းကာမိသမီးစာကထိုက်ပါပဲနော်ခုနကတကားလေးမေးတာကသီလရှင်လူထွက်သွားမှဖြစ်တာဟုတ်လားလူမထွက်ဘူးဆိုလို့ရှင်တော့သီလရှင်ဝင်နေသွားပြင်မရင်ဒါသူ့မှာစောင့်ရှောက်တဲ့သူ့သတင်းသုံးဖို့ပေါ့နော်တခြားဆရာကြီးဆရာလေးတွေရှိတယ်လေအဲ့တော့သွားပြင်မလို့ရှင်ဒါကာမိသမီးစာကထိုက်ပါပဲဟုတ်ပြီနော်အဲ့ကြောင့်သီလရှင်ဝင်နေသွားပြီးတော့မပြင်မလို့မရအောင်မျိုးသားအနေနဲ့ဟုတ်လားအဲ့တော့သူကသီလရှင်ကသူ့အမျိုးသားကိုချစ်ကြိုက်လို့လူထွက်လာတယ်ဆိုရင်တော့ဒါတခဏလေသူစောင့်ရှောက်တဲ့ဟိုသီလရှင်တွေဆရာလေးတွေမဆိုင်တော့ဘူးပေါ့နော်သီလရှင်ဝင်နေရှိနေတယ်ဆိုရင်တော့သူ့ရဲ့အကြောင်းကဆရာကြီးဆရာလေးတွေကသူ့ကိုစောင့်ရှောက်ပေးတာပေါ့နော်အဲ့တော့ဒီမှာ6ယောက်ပေါ့နော်အားလုံးပေါင်း6ယောက်ရှိတယ်ဒါဒီ6ယောက်ဒီအမျိုးသမီး6ယောက်ကအပြိုတွေပေါ့နော်သူတို့ကိုအုပ်ထိန်းတဲ့အမေအဖေကြီးကိုမောင်နှမဆွေမျိုးအမျိုးအနွယ်တရင်သုံးဖို့တငယ်ချင်းတွေပေါ့နော်ရှိတယ်ဒါပေမဲ့သူတို့ကာမကိုသူတို့ပိုင်တဲ့ကြောင့်ဒီအမျိုးသမီးတွေအနေနဲ့ကသူ့ကာမကိုဘယ်ယောက်ျားကိုမဆိုသူပေးခွင့်ရှိတယ်ဘယ်ယောက်ျားကိုမဆိုဆိုပေမဲ့လည်းအိမ်ထောင်ရှင်မျိုးသားတော့ပေးလို့မရဘူးပေါ့နော်အိမ်ထောင်ရှင်မျိုးသားကြတော့အဲ့ဒီမျိုးသားမှာကာမပိုင်မျိုးသမီးရှိတယ်လေအဲ့တော့သူ့အနေနဲ့လူပြိုလူလွတ်ဖြစ်တဲ့ဘယ်မျိုးသားကိုမဆိုပေးခွင့်ရှိတယ်လို့ပြောတာ
ဒါပေမဲ့ယောက်ျားအနေနဲ့ကျတော့လကားပေးတိုင်းလည်းသွားမသုံးဆောင်နိုင်နဲ့နော်ကာမတုမိစ္ဆာသရကံထိုက်မယ်တေချာစစ်ဆေးတဲ့တယ်ဟုတ်လားလကားရတိုင်းသွားမလုံနဲ့နော်လကားရတိုင်းသွားမလုံနဲ့နော်အရှောင်ကာမတုမိစ္ဆာသရကံထိုက်မှာဤချစ်ရောက်သောမိမတို့သည်တဲ့ခုနကအမေအဖေမိဘနှစ်ဦးလုံးညီကောင်မောင်နှမဆွေမျိုးနောက်ဗာလဲမျိုးနွယ်တူဆောက်ရှောက်တာနောက်သတင်းသုံးပေါ်ဆောက်ရှောက်တာနော်ဒီရှစ်ယောက်ကတဲ့ကာမပိုင်ယောက်ျားမရှိသေးသောအပြိုမျိုးသမီးများဖြစ်သည်နော်ဒါသူတို့စစ်စထားတာလည်းမရှိဘူးလက်ထထားတာလည်းမရှိဘူးဒါနော်မိမိတို့ကာမအတွေ့ကိုနော်ဒါခုနဦးသိပြောတာမိမဘက်ကဥတီပြောတာလေဒါသူ့ရဲ့အတွေ့အထိဖွတ်တက်ပါရုံကိုမိမိသဘောရှိပေးနိုင်ကြပါသည်တဲ့နော်သူ့ပစ္စည်းကိုသူပေးချင်တယ်သူပေးတာလေမိဘစသည်တို့ကစောင့်ချောက်ပါသည်ဟုဆိုတော့လေသူတို့ဘာတို့မစော်ကားနိုင်ယုံတာစောင့်ချောက်ခြင်းဖြစ်ပါသည်နော်ကာမကိုမိဘတို့မပိုင်ကြတဲ့နော်တို့ဖြစ်၍ထိုအမျိုးသမီးများသည်မိမိ၏ကာမကိုသူတစ်ပါးအားပေးသည့်အတွက်ကာမေတုမိစ္ဆာစာရမဖြစ်အဲ့ဒါပြောတာနော်တို့တော့အချက်တကွဲအကျိုးနဲ့ဖြစ်ရခြင်းဟူသောအဖြစ်ကကာမေတုမိစ္ဆာစာရတဲ့ကြောက်ဖွယ်ကောင်းယုံတာမကဒါပဲနော်ရထွင်ကံမထိုင်ဘူးဆိုရင်တော့မလုပ်ရဘူးဒါအမျိုးသမီးဘက်ကဟိုကရထွင်ပြောတာနော်ယောက်ျားတဲ့ဘက်ကနစ်နာတယ်သူတို့ဘက်ကတကယ်နစ်နာတာတကယ်တော့သိလားတကယ်လောကမှာတကယ်နစ်နာစရာချင်းယောက်ျားဘက်ကမနစ်နာဘူးရထွင်သိလားနော်သူတို့ပုံနစ်နာတယ်နော်ဟုတ်တယ်လားအဲ့တော့အချက်တကွဲအကျိုးနဲ့ဖြစ်ရခြင်းဟူသောအဖြစ်ကတဲ့ကာမေတုမိစ္ဆာစာရတဲ့ကြောက်ဖွယ်ကောင်းတာမှာကကျူးလွန်မိသည့်အတွက်ပူပန်သောကဖြင့်အပေတို့တွားရမည်မှာအလွန်ဖြောက်သောလမ်းကြီးပါပဲဒီဒါရထွန်တက်လားနော်ကံမထိုက်ပေမဲ့အဲ့ဒီအတွက်သူ့မှာအချက်တကွဲအကျိုးနဲ့ဖြစ်မယ်နောက်သားတွေရမယ်အဲ့ဒါဒီတလုံးတွေးပြီးတော့သေသွားမယ်ဆိုအပေကြမှာပဲနော်အဲ့ဒါမျိုးရှိတယ်အဲ့ကြောင့်ကံမထိုက်ဘူးဆိုရင်လည်းသွားလို့မရအောင်အပြစ်တရားရှိတယ်အကုသိုလ်အပြစ်တွေကနော်အဲ့တော့နံပါတ်9အမျိုးသမီးကပပရိဒန္တလို့ခေါ်တယ်ပြစ်ချင်းမင်းစသောအာနာပိုင်တို့ကမိမိကိုယ်တိုင်သိမ့်ပိုက်မည်ဖြစ်၍သွားလာသူတို့အားဒဏ်တက်ထားလေသည်တဲ့ထို့သောအမျိုးသမီးကိုတာပိဋ္ဌာနာကိုခေါ်သည်တဲ့ဒါသူတို့ကဆိုတာကြိုတင်စည်ရင်းပေးထားတဲ့သဘောပဲနော်ဥထားတာပေါ့နော်အချိန်တိုင်းရင်ဒါသူယူမယ်ဆိုတဲ့သဘောပေါ့ဥထားတဲ့သဘောပဲအဲ့တော့ဒီလိုမျိုးသမီးကိုမသွားရဘူးသွားလာလို့ချင်းအပြစ်ရှိစေဆိုပြီးတော့ဘယင်ကနေဒဏ်ချထားတယ်ဒါသူပိုင်နေပေါ့လေနော်ဆိုတော့ဒါပိုင်ဆိုင်သူရှိသွားပြီပေါ့နော်ဒါအဲ့လိုမျိုးနောက်တာရက်ခဆိုတာကတော့ဝမ်းတွင်း၌တည်နေတုန်းကပင်ဖွားမြင်လည်းရင်မရားပြုရန်တောင်းရန်တတ်မှတ်ထားသောအမျိုးသမီးတဲ့နော်ဒါမွေးတော့မွေးသေးဘူးเนาะမွေးလာလို့ချင်းယူမယ်ဆိုပြီးတော့ကြည့်တယ်ဥလာစရင်ပေးတာလားယခုခေတ်လက်မထက်ရသေးတော့လဲပြောဆိုကြောင်းလန်းပြီးတော့အမျိုးသမီးများသည်တာရက်ခနိုင်ပါဝင်ကြသည်ဆိုတာစစ်ဆက်ထားတာပေါ့เนาะစစ်ဆက်ကြောင်းလန်းထားတဲ့အမျိုးသမီးတွေဟာတာရက်ခဒါသူပိုင်ချင်းရှိသွားပြီအဲ့တော့ဒီနံပါတ်9အမျိုးသမီးနဲ့နံပါတ်10အမျိုးသမီးကလက်မထက်ရသေးဘူးလက်မထက်ရသေးပေမဲ့သူတို့ကိုပိုင်ဆိုင်တဲ့သူဟာရှိနေပါပြီเนาะစစ်ဆက်ထားတာဆိုတော့လေအဲ့လိုဆိုရင်တော့သူဒီစစ်ဆက်ထားတဲ့သူမှတပါတခြားသူနဲ့ပြောပါခွင့်မရှိတော့ဘူးသူ့ကိုပိုင်တဲ့သူဟာရှိနေပြီလေเนาะအဲ့လိုမျိုးမှတ်ချက်တဲ့နံပါတ်9နဲ့နံပါတ်10မျိုးသမီးတို့သည်အလွတ်အလက်မဟုတ်ကြပေမလွတ်လပ်တော့ဘူးเนาะမိမိတို့ကာမကိုပိုင်ဆိုင်သောပိုင်ရှင်များရှိကြလေပြီတဲ့เนาะတို့ဖြစ်၍တပါးသောယောက်ျားတို့အားကာမကိုပေးလျင်နော်သူကာမကိုဘယ်သူမှပေးလို့မရတော့ဘူးเนาะပေးရင်ပိုင်ရှင်ယောက်ျား၏ဥစ္စာကိုခိုးပေးရာကြာသောကြောင့်ထိုမျိုးသမီးနှစ်ဦးကကာမေသမီးစာသင်ရလေသည်တဲ့เนาะအဲ့တော့ပိုင်ရှင်ရှိရင်သူကာမကိုပေးခွင့်မရှိဘူးသူမပိုင်တော့ပိုင်ရှင်သဘောတူမှရတော့မှာเนาะအဲ့ဒါဒီကအပြိုမျိုးသမီးပေါ့10ဦးပေါ့နော်ဒါအိမ်ထောင်မကြသေးဘူး10ဦးကလုံးဝအပြိုစစ်တယ်နောက်2ဦးကတော့သူကလက်မထက်သေးပေမဲ့စစ်ဆက်ထားတာအဲ့တော့နောက်2ဦးဒီကာမပိုင်ရှိသွားပြီအိမ်ထောင်မပြုတ်သေးဘဲနဲ့ကာမပိုင်ရှိတဲ့အမျိုးသမီး2ဦးဒါကတော့ဟိုယောက်ျားဘက်ကလည်းတက်မယ်အမျိုးသမီးဘက်ကလည်းတက်မယ်2ဦးလုံးတက်မယ်ကိစ္စနော်ကာမေသမီးဆိုတာနောက်17ပေါ့နော်17ကျတော့ဥစဉ်17ကနေပြီး20ထိကျတော့ဒါဇနီးမယားဖြစ်သွားပြီမယား10မျိုးလို့ခေါ်တယ်မယား10မျိုးနော်မယား10မျိုးမယား10မျိုးရှိတယ်ဟိုမြန်မာထုံးတဲ့စင်လာဆိုတာဒီမယား10မျိုးကနေယူထားပုံရတယ်တဲ့နော်ပါဠိဖျားဟောတဲ့ယူမယ်ဆိုဘာဖြစ်လို့လဲဆိုတော့မြန်မာဒလေးတော်တော်များဗုဒ္ဓဘာသာထဲကနေယူထားတာများတယ်အဲ့တော့နံပါတ်1မယားကဘယ်လိုလဲဆိုတော့ဥစ္စာဖြင့်ဝယ်ယူအပ်သောမယားတဲ့ခုနတင်တောင်းတာဆိုတာအဲ့ဒါပဲနော်ပတ်စံပေးပြီးတော့တင်တောင်းပြီးတော့ဝယ်လိုက်တာပဲနနက်ကီတာဥပမာတဲ့ဆရာတော်ရဒီမှာဥပမာပေးထားတာကအိန္ဒိယမှာသင်္ဘောခပေးစရာမရှိပဲနော်မြန်မာနိုင်ငံတို့လိုက်လာပြီးနောက်တဲ့မြန်မာနိုင်ငံရောက်ကဆိုင်ရာမလေလံပြစ်တီကိုဝယ်ယူအပ်တော်မယားမျိုးဖြစ်သည်တဲ့ပတ်စံပေးဝယ်လိုက်တာမယားအဲ့တော့ပတ်စံပေးဝယ်ထားတဲ့မယားမျိုးပေါ့နော်ဒါနောက်နံပါတ်7ကတော့စန္ဒဝါတိနေမယားအဖြစ်သဘောတူသဖြင့်နော်သူ့အိမ်၌တွား၍နေထိုင်သောမယားကိုစန္ဒဝါတိနေကိုခေါ်သည်ယခုကာလမိဘစသည်တို့ကသဘောမတူတော့လဲမိန်းကလေးကဆန္ဒတူသဖြင့်ထွက်ပြေးကြရ၌မိန်းကလေးကဆန္ဒဝါတိနီတဲ့မိမိဆန္ဒအတိုင်းလင့်အိမ်နေသောမယားအရာမြောက်သောကြောင့်ယောက်ျား၌မိစ္ဆာစာရအပြစ်မရှိမှတ်ပါဆိုနော်ဒါခုနကလို့မြမဒလေးရတာခိုးယူပြတဲ့ဥစ္စာတွေပဲနော်အကျဉ်းလည်းများမြောက်သွားတာပဲဆန္ဒဝါတိနီလို့ခေါ်တာကဏ္ဍဆယ်တော်ကြီးကဒါကြောင့်မထိုက်ဘူးလို့ပြောတာအဲ့ညောင်လုံးဆယ်တော်လို့ကြတော့သူကမိဘအုပ်ထိန်ခိုးပြေးမိမယ်မယားမမြောက်သေးဖြစ်သေးတယ်ဆိုကြတော့ပြောတာလို့တော့ဘလို့မယားမမြောက်တာယူဆတယ်တော့မသိဘူးပေါ့နော်အဲ့တော့ဒီကဏ္ဍဆယ်တော်ကြီးကတော့ဒီဆန္ဒဝါတိနီကိုအထဲမှာထည့်ထားတယ်နော်
ခိုးယူပေါင်းတင်တဲ့ဥစ္စာနော်မိဘတွေသဘောမတူတော့လဲခိုးပြေးသွားပြီဆိုရင်ဒါအတူတူပေါင်းတင်လိုက်လို့ရှိရင်ဒါမရအရာမြောက်သွားပြီပါဠိလိုဆိုရင်ဆန္ဒဝါဒီနီမရပေါ့နော်မြန်မာလိုဆိုရင်ဆန္ဒသဘောတူမရလို့ခေါ်တယ်နော်နှစ်ဦးသဘောတူမရခေါ်တယ်မထိုက်တော့ပါဘူးနော်ဘောဂဝါဒီနီတဲ့အသုံးဆောင်ပစ္စည်းအတွက်မရအဖြစ်နေထိုင်သောအမျိုးသမီးကိုဘောဂဝါဒီနီကိုခေါ်သည်ဒါတော့ပတ်စံနဲ့မဟုတ်တော့ပစ္စည်းကြောင့်ဖြစ်သွားပဲပြောတာနော်ဟိုနံပါတ်7ကသူကပတ်စံနဲ့ဝယ်တာနံပါတ်73ကျတော့ပစ္စည်းဥစ္စာကြောင့်မရဖြစ်တာနော်နံပါတ်14ကျတော့သူကအထူးဆန်းတယ်သူကပတ္တဝါသီနီဆိုတာအဝတ်ထပိန်စာတော့အဝတ်တန်စာများအတွက်မရအဖြစ်နေထိုင်သောအမျိုးသမီးတဲ့သူအဝတ်စားကိုအကြောင်းပြုပြီးတော့မရအဖြစ်ပေါင်းတဲ့ဆက်ဆံတာသူအဲ့လိုမျိုးလည်းရှိသေးတယ်နော်နံပါတ်15ကျတော့အော်ဒါပတ္တကိနီဆိုတာရေခွက်၌လက်ဆောင်ချ၍ထိမ်များရသောမရကိုအော်ဒါပတ္တကိနီကိုခေါ်ရသည်ရှေ့အခါကရေခွက်၌နှစ်ယောက်လုံး၏လက်ကိုချစေပြီးလေရင်ဤရေခွက်၌ရေသည်မကွဲမပြားတသားတည်းတည်နေတဲ့ကဲ့သို့သင်တို့ဇနီးမောင်နှံလည်းမကွဲမပြားတည်နေကြပါစေဟုလူကြီးသူမတို့ကပြောဆိုထိမ်များပေးလေ့ရှိကြသည်ယခုကာလရိုးရာကြလေးအတိုင်းလက်ထက်၍ယူအပ်သောမရသည်လည်းအော်ဒါပတ္တာကိနီမရမျိုးပင်ဖြစ်ပါသည်ယနေ့ခေတ်ရုံးတက်လက်ထက်တာတို့ပါတော့နော်လူကြီးတွေရှိမှနော်စုံကျွေးပါညာလက်ခက်တာတို့အကုန်ပေါ့နော်ခရိယန်ဆိုလည်းခရိယန်ယဉ်ကျေးမှုတလေးရတယ်အဲ့တော့ဆိုတာကရိုးရာကြလေးလက်ထက်တာအားလုံးကိုဒီအော်ဒါပတ္တာကိနီထဲမှာထည့်လို့ရတယ်နော်ဒလေးထုံးတဲ့စင်လာနဲ့လက်ထက်တဲ့အမျိုးသမီးတွေပေါ့နော်ဒါဥစဉ်တော့မရဖြစ်မဖြစ်ကိုဒါဒီ section နဲ့တိုင်းရမှာပဲเนาะဒီ section နဲ့တိုင်းရမှာမရရဖြစ်မဖြစ်ကိုနံပါတ်16ကတော့ဩပတ္တဆုံးပတ္တာဆိုတာချအပ်သောခေါင်းကိုရှိသောမရတဲ့เนาะဘယ်လိုလဲဆိုတော့ဥကောင်းပေါ်၌ခေါင်းကိုထားပြလျင်ထင်းစားသည်ရောင်းရွယ်အတန်မွေးရသောဆင်းရဲသူမကလေးကိုတချို့ကမရအဖြစ်အတီးယူလိုက်သောအခါမှာထင်းစားသည်ကိုမရောင်းရတော့ပြီဖြစ်၍ခေါင်းပေါ်ကခေါင်းခုကျသွားပြီဟုဆိုလိုသည်တဲ့เนาะဆင်းရဲလုံးကကျတော့တနာပြီးတော်ကောက်လိုက်တဲ့သဘောပဲเนาะတော်ကောက်ယူလိုက်တဲ့သဘောပဲနောက်နံပါတ်7ကတော့နိုင်ငံခြားသို့စစ်တိုက်သွားရာစစ်အောင်သဖြင့်အောင်လံကိုစိုက်ထောင်၍ယူအပ်သောသုံးပန်းတို့တွင်မရအဖြစ်သိမ့်ပတ်အပ်သောမရတဲ့နော်စစ်သုံးပန်းသိမ့်ပိုက်ထားတဲ့နော်စစ်နိုင်တဲ့အခါမှာသူတို့အစိုးရနေပြီးတော့သိမ့်ပိုက်လိုက်တဲ့မရမျိုးနံပါတ်18ကမ္မကာရီပရိယာဆိုတာအစေခံမရအဖြစ်ယူထားလျင်နော်သူကအစေခံလည်းဟုတ်တယ်မရလည်းဟုတ်တယ်နော်ယနေ့ခေတ်တချို့သောအိမ်မှာခိုင်းထားသောကလေးမကိုမရအဖြစ်အတီးယူထားခြင်းမျိုးဒီနော်သူကအစတော့အိမ်ဖော်ပဲလေအိမ်ဖော်ကနေပြီးတော့မရအဖြစ်ယူလိုက်တဲ့သဘောပဲအဲ့တော့အလုပ်သမားလားဆိုအလုပ်သမားလည်းဟုတ်တယ်မရလားဆိုမရလည်းဟုတ်တယ်ဒီလိုဖြစ်သွားတာပေါ့နော်နံပါတ်19ကတော့ဓာတိကျွန်းနော်တူတူပဲကျွန်းမကိုမရအဖြစ်ယူထားလျင်ဓာတိပရိယာနော်ယနေ့ခေတ်၌ကျွန်းစနစ်မရှိတော့ပြီဓာတိပရိယာကိုခေါ်တော့ကျွန်းမရမျိုးမရှိနိုင်တော့ပါဘူးဒါဒီနေ့ခေတ်ကကျွန်းစနစ်လုံးဝမရှိတော့အိမ်ဖော်ဆိုတာကျွန်းမဟုတ်ဘူးနော်အလုသမားလိုပဲဘာလို့လို့ဆိုရင်ကမ္မကာရခေါ်ရတယ်အလုသမားခေါ်ရတယ်ကျုံနဲ့အလုသမားမတူနော်မူဟုတ်တိကာဆိုတာနော်ယနေ့ခေတ်ပြည်နယ်စာပဲခိတ္တခဏမယားအဖြစ်ပေါင်းအပ်သောမယားကိုမူဟုတ်တိကာကိုခေါ်သည်ယနေ့ခေတ်အခကျင်းငွေပေး၍ပေါင်းဖော်အပ်သောပြည်တန်စာမျိုးကိုမူဟုတ်တိကာကိုခေါ်နိုင်သည်နော်အခကျင်းငွေပေးထားသည့်အချိန်ကာလအတွင်းထိုပြည်တန်စာမကိုငွေကြေးပေးထားသောယောက်ျားပိုင်ဆိုင်သည်နော်ဒါဥစဉ်တို့ဒါမျိုးသမီးကိုဒါပတ်စံပေးလိုက်တယ်ဆိုရင်အဲ့ဒီပတ်စံပေးသူကာလတစ်ခုရှိမှာပေါ့နော်တနိုင်ဆိုတနိုင်တနေ့ကုန်ဆိုတနေ့ကုန်ပေါ့တရက်ဆိုလည်းတရက်ပေါ့အဲ့ဒီကာလအတွင်းဟာဒီမျိုးသမီးကိုသူပိုင်တယ်သူကကာမပိုင်ပဲအဲ့တော့ပြည်နယ်ဆောင်မအတဝူးအနေနဲ့အဲ့ဒီငွေပေးထားတဲ့ယောက်ျားမတပါနောက်ထပ်တဝူးကိုထက်လက်ခံတယ်ဆိုရင်သူကာမတုငယ်ကထိုက်မှာပြည်နယ်ဆောင်မမှာသူ့မှာလည်းကာမတုမဆက်တာရှိတယ်နော်ဦးဇင်းတို့ကုရုဓမ္မဇက်ဆိုတာရှိတယ်လေ၅ပါးသီလအကြောင်းဟောတာဒါအဲ့မှာပြည်နယ်ဆောင်မ၅ပါးသီလထိန်းတယ်လေတချို့မေးတယ်အဲ့ပြည်နယ်ဆောင်မ၅ပါးသီလထိန်းလို့ရသလားရတာဘာမှမဆိုင်ဘူးလေထိန်းလို့ရတယ်သူအဲ့တော့သူ့ကိုပိုင်တာကဘာလို့လဲဆိုလို့ရှိရင်သူ့ငွေပေးထားတဲ့လူကသူ့ကိုပိုင်တာပဲအဲ့တော့ငွေပေးထားတဲ့လူကလည်းသူစင်နေရတိုင်းရှိမှာပဲလေအဲ့တော့ပထမလူကိုကြော်ပြီးဒုတိယလူနဲ့သူပြောပါတယ်ဆိုရင်သူကာမတုငယ်ထိုက်ပြီပဲအဲ့လိုမျိုးအဲ့မှာဆိုရင်တရားမင်းစမ်းတတ်တာမလားနော်သူလူရောင်ဖန်ဆင်းပြီးတော့တရားမင်းကဆရန်လာပေးတာလေနောက်သူပေါ်မလာအောင်ပျောက်သွားတယ်အဲ့တော့ဒီပြည်နယ်စာမကသူကဟိုငါးပါးသီလထိန်းတဲ့ပုဂ္ဂိုလ်ဆိုတော့သူကာမကိုအဲ့ဒီလူကပိုင်တယ်လေငွေပေးထားတဲ့ပုဂ္ဂိုလ်ကပိုင်တယ်ဆိုတော့သူတခြားလူနဲ့ပြောပါလို့မရအောင်အဲ့တော့သူသီလပြတ်မှာဆိုလို့ဆိုပြီးတော့နောက်လူတွေသူလက်မခံအောင်လေအဲ့ပြည်နယ်စာနောက်လူတွေလက်မခံအောင်ဒါပေမဲ့ဟိုလူကလည်းလုံးဝပေါ်မလာအောင်ဘယ်လောက်ကြာသွား3နှစ်လောက်ကြာသွားတာထင်တယ်နော်တော်တော်ကြာသွားတယ်အဲ့တော့သူစီးပွားရေးပြတ်မှာတော့နော်သူ့မှာဒီလိုလှုပ်ရှားရတာဆိုတော့တခြားလူလည်းသူဘယ်သူမှလည်းလက်မခံဘူးဆိုတော့သူ့မှာအဲ့ဒါနဲ့ဒီတော်တော်လေးကြာသွားပြီဖြစ်တဲ့ခါကျတော့မလာတော့ပါဘူးဆိုပြီးတော့နောက်တစ်ယောက်ကိုသူလက်ခံလိုက်တယ်အဲ့ဒီခါကျမှဟိုလူကပေါ်ချလာရောအဲ့ခါကျမှဟာငါဒီလာပြတ်သွားပြီလားဆိုတော့တန်တရားဖြစ်တာလေအဲ့ဒါဆိုတော့ဒါကအဲ့တော့ဒါခိတ္တမယားလို့ခေါ်တာပေါ့နော်ဒီပတ်စံပေးထားတဲ့အခိုက်အတန့်မှာသူကခိတ္တမယားပဲအဲကြောင့်ဒီပြည်နယ်စာအမျိုးသမီးကဒါသူငါးပါးသီလထိန်းလို့ရတယ်သူဒီခုနကပြောသလိုပထမပတ်စံပေးတဲ့လူဒီသူရဲ့ဒါပိုင်ဆိုင်သူပဲနောက်လူကိုသူမပြင်မနောက်လူနဲ့သူမပြောပါဘူးဆိုရင်ဒါ
ငါးပါးသီလကာမတုမစ္ဆာသူမပြတ်ဘူးပေါ့နော်မရှိတယ်တခုတော့ရှိတယ်သူ့မှာပိုင်ရှင်၄ယောက်ကြားရှိတယ်ဆိုရင်တော့အဲ့မျိုးသမီးကာမတုအဲ့ပြည့်နေစာမျိုးသမီးကာမတုမစ္ဆာကန်ထိုက်မှာပဲနော်တချို့ဒါဒီအခုပြောနေတာကအပြိုအနေနဲ့ပြောနေတာနော်အပြိုဆိုတာကအိမ်ထောင်မရှိတဲ့မျိုးသမီးကိုပြောတာနော်အိမ်ထောင်မရှိတဲ့မျိုးသမီးတယောက်အနေနဲ့ပြည့်နေစာလုပ်ငန်းကိုလှုပ်ရှားမယ်ဆိုလို့ရှိရင်ပြောတာအိမ်ထောင်ရှိတဲ့မျိုးသမီးတယောက်အနေနဲ့ကြတော့မရအောင်အဲ့တော့အိမ်ထောင်ရှိတဲ့မျိုးသမီးဒီပြည့်နေစာလုပ်လို့ရှိရင်ပျော်ပါတဲ့ယောက်ျားရောအမျိုးသမီးရောကာမတုမစ္ဆာကန်ထိုက်မှာပဲဘာလို့အိမ်ထောင်ရှိတယ်လေသူမှာဒါကြောင့်စလို့ဒီနေ့ခေတ်ပြည့်နေစာများကအိမ်ထောင်ရှိမရှိကိုလည်းစစ်ဖို့ခက်တော့ခက်လိမ့်မယ်ထင်တာပဲနော်အဲ့ဒါကြောင့်စလို့မပျော်ပါတာကောင်းတယ်တကယ်တော့လေဒီပြည့်နေစာကိစ္စကနော်အိမ်ထောင်ရှိမရှိသိဖို့ခက်သွားလိုက်မယ်ဟုတ်တော့သူလိမ့်ချင်းလိမ့်နေမှာလေအိမ်ထောင်ရှိရတဲ့အိမ်ထောင်မရှိပါဘူးလို့လိမ့်နေပဲဆိုရင်လည်းသူလည်းထိုက်မှာကိုလည်းထိုက်မှာကိစ္စပဲနော်အဲကြောင့်ပြည့်နေစာကအိမ်ထောင်ရှိခဲ့တယ်ဆိုရင်ကာမတုကန်ထိုက်မှာနှစ်ဘလုံးထိုက်မှာဒီကိစ္စနော်အဲ့လိုမျိုးထို့ကြောင့်နဲ့ပြည့်တန်စာတို့သည်မိမိကိုငွေကြေးပေးထားသောယောက်ျားနှင့်ကိစ္စမပြီးသေးသမျှအခြားယောက်ျားကိုလက်မခံရလက်ခံရင်မိစ္ဆာစာရဖြစ်၏တဲ့နော်အနှစ်ချုပ်ကနံပါတ်1ကနေ8အထိအမျိုးသမီးရှိဦးကမိမိရဲ့ကာမကိုသူများအားပေးတော်လဲမိစ္ဆာစာရမဖြစ်တာသူတို့ကာမကိုသူတို့ပိုင်လို့နော်ရှင်းပါချင်းကျွင်း12ယောက်ပေါ့နော်ဟိုနံပါတ်9နဲ့နံပါတ်10ကဒါအိမ်ထောင်မကြသေးပေမဲ့ပိုင်ဆိုင်တဲ့သူရှိနေပြီ17ကနေပြီးတော့20အထိကျတော့သူတို့အိမ်ပိုင်ရှင်ရှိနေပြီပေါ့နော်ဒါကြောင့်အဲ့12ယောက်ဒီတဲ့မိမိဆိုင်ရာယောက်ျားမှတပါအခြားယောက်ျားကိုပေးလျင်မိစ္ဆာစာရဖြစ်သည်နော်ဖြစ်သည်ယောက်ျားတို့မှာကိုပိုင်မယားမှာတပါဖော်ပြပါအမျိုးသမီး20လုံးဒီမိစ္ဆာစာရဖြစ်စေနိုင်သည်တဲ့နော်အဲ့တော့ယောက်ျားတို့မှာဆိုလို့ရှိရင်သူကိုပိုင်မယားကလွယ်လို့ဒီခုနကပြောခဲ့တဲ့အမျိုးသမီး10ယောက်လုံး20လုံးပေါ့နော်ပြတ်မလို့ရှိရင်ဒါကာမတုကထိုက်တာကြီးပဲဟုတ်လားအမျိုးသမီး20နော်အဲ့တော့ကိုပိုင်မယားကလွယ်လို့ဘယ်သူကမှပြတ်မလို့မရအောင်နော်အဲ့လိုမျိုးကာမတုကထိုက်နိုင်တယ်ကဲဒါဆိုရင်မိကုန်းကနေမေးလို့ရပါပြီနော်